Manakonaiva. It's 7 a.m. in Los Angeles downtown, near campus, USC campus. 7 a.m. and it's still very misty or foggy. So much mist or so much fog. Oh, now got she Johnson, she la the point you can write Johnson, she you. ဟိုလုံးဝမမြင်ရတော့ဒီမြူထဲမှာပြောင်းနေတယ်နှင်းတော့မဟုတ်ဒါမဲ့နှင်းလိုပဲเนาะကြည့်ရတာမြူတွေ The tall USC building that we always take as a background picture is now totally lost in the mist or lost in the fog မြူတွေကြားထဲမှာလုံးဝပြောင်းနေပါတယ်မှန်ဒီနောက်မှာဒါလေးရိုက်ထားပြီးတော့မြူပြောက်သွားမှရှင်ပြအောင်မဲ့တပုံတစ်ခုတကယ်နေပြန်ရောက်နေတယ်လို့ပဲနေဒီမှာမနေ့ဆောင်တွင်အေးလူနိုးလာတော့အိမ်အပြင်ဘက်ထွက်ရလိုက်အေးစိတ်နေတယ်လို့မျိုးပဲမဲ့ဘော့စတန်သွားခဲ့တော့ဘော့စတန်တို့နယူးယောက်တို့အေးထဲဆိုင်ဒီအေးရအခုနေတာထိုင်တာရှိနေငါကဆိုဒီအေးကိုအရန်ချမ်း29 December မနက်9 နာရီပါနှင်းမြူနေပိတ်နေ temperature မကြည့်မိဘူးဒီချိန်ဆိုပိုအေးမယ်ထင်တယ်ကိုကအခုဒီထဲမှာသာမသိတာအပြင်မှာဒီမြူတွေကမိုးရတယ်လို့ဖြစ်နေတာလားမသိဘူးအုံနဲ့ကင်မရာမှာတော့အတန်မရဘူးထင်တယ်အခုအပြင်မှာအုံကြားနေရတယ်အခုပဲအချမ်းမှဒီမြူမိုးနှင်းမိုးတွေပါရွာနေလားမသိဘူးအမနဲ့ခင်းဆိုဦးလေးရှူရတာလေတော့တန်နေတော့ဒီဒီမြူလေးနှင်းလေးမြူလေးခေါ်လာအဲ့လိုဆိုတော့တကယ်နေဒီမှာမနဲ့အစောပဲလို့ပဲမနဲ့စောကိုအိမ်လေးကမီးထားမရှို့ကြခင်အဲ့လိုအမိုက်တွေပါမီးမရှို့ကြခင်လေတန်နေတယ်လို့မျိုးလေးပဲ